Hello အားလုံးပဲမင်္ဂလာပါဒီနေ့ကျွန်တော်မျှဝေပေးတော့မယ့်အကြောင်းအရာက AI full video တွေကိုဘယ်လိုမျိုးပုံစံအလွယ်ကူဆုံးအနေနဲ့ဖန်တီးရမလဲပေါ့နော်ပြီးတော့ဒီအခုရက်ပိုင်းမှာပေါ့နော်ဒီ Facebook TikTok YouTube ပေါ်တွေမှာ AI full video တွေကိုအရန်ကိုတော့ခေတ်စားနေပါတယ်နောက်တစ်ခုကကျွန်တော်သတိထားမိတာတစ်ခုကတော့ဘာလဲဆိုတာကျတော့အခုနောက်ပိုင်းဒီ Facebook TikTok YouTube algorithm တွေကဒီလိုမျိုး AI animation video တွေကိုအရင်ကထပ်ပိုပြီးတော့ reach ပေးလာတာကိုတွေ့ရတာပေါ့နော်ပြီးတော့ follower နည်းတဲ့ page တွေတောင် video တင်လိုက်တာနဲ့ view တောင်းချီတိတ်နေချီရနေတဲ့အကောက်တွေကလည်းအများကြီးတော့တွေ့နေရပါတယ်ဒါကြောင့်အခုလိုမျိုးအချိန်မှာ follower လည်းတိုးချင်တယ် view လည်းများချင်တယ် like increasement လည်းရချင်တယ် monetization ရထားပြီးဝင်ငွေလည်းတိုးချင်တယ်ဆိုရင်တော့ဒီလိုမျိုး AI full video တွေကိုအခုခရဲကစတင်ဖန်တီးတင်တယ်လို့ကျွန်တော်ထင်တယ်ဒါဆိုရင်တော့ဒီလိုမျိုး video တွေကဘယ်လိုမျိုးပုံစံဖန်တီးရမလဲပေါ့နော်လက်ရှိကျွန်တော်ဖန်တီးတဲ့ပုံစံတွေကတော့ကျွန်တော်မျှဝေပေးမယ်ပေါ့နော်ရုပ်ဆုံးကျွန်တော်တို့ဘက်ကဒီ video idea script တွေကိုထောက်ရမယ်ပေါ့နော်ထောက်တဲ့ခါကျရင်လည်းဒီ Gemini မဟုတ်ဘူးဆိုရင်တော့ ChatGPT ပေါ့နော်ကျွန်တော်တို့ဘက်က video idea script တွေကိုထောက်ခဲ့ပြီးဆိုရင်တော့ဒီ ChatGPT Gemini မှာပဲ pro တွေကထောက်ရမယ်ပေါ့နော်အဲ့ဒါပြီးဆိုရင်တော့ Google Flow မှာ video တွားပြီးတော့ထောက်ရမယ်ဒီနေရာမှာကျတော့ကျွန်တော်အကြံပေးချင်တာကျတော့ဘာလဲဆိုတာကျတော့ကျွန်တော်တို့မှာ Gmail အကောင့်9ကောက်အနေနဲ့ရှိထားတယ်ဆိုရင်တော့ပို့ပြီးတော့အဆင်ပြေတယ်ဘာလို့လဲဆိုတော့ကျတော့ကျွန်တော်တို့ဘက်က free video ကိုထောက်ရတာဖြစ်တာကြောင့်ဒီလိုမျိုး Google Flow မှာတရက်ကို critical 50 critical အနေနဲ့ပေးတာပေါ့နော်။တမိနစ် video ကိုထောက်တာကြောင့် critical ကအနည်းဆုံးဒီ200ကနေ250နီးပါးလောက်ထိကောင်းနိုင်တာပေါ့နော်။အဲ့ဒါရပြီးဆိုရင်တော့ video editing နဲ့ပြန်ပြီးတော့လုပ်ပေးရမယ်ပေါ့နော်။ video editing လုပ်တဲ့ခါကျရင်လည်းကိုကျွမ်းကျင်တဲ့ video editing software ကိုတွားပြီးတော့လုပ်လို့ရတာပေါ့နော်။လက်ရှိကျွန်တော်ကဆိုရင်တော့ VM House ဆိုရင် CapCut မှာတွားပြီးတော့ editing နေနဲ့လုပ်နေတာပေါ့နော်။ဒါဆိုရင်တော့တယ်လီမျိုး video တွေကိုဘယ်လိုမျိုးပုံစံဖန်တီးရမလဲဆိုတာကျတော့အခုလက်ရှိကျွန်တော်တင်ပြပေးမယ်ပေါ့နော်ရုပ်ဆုံးကျွန်တော်တို့ဘက်ကဒီကို video idea ထောက်ဖို့တော့ပေါ့နော်ဒီ Gemini မဟုတ်ဘူးဆိုရင် ChatGPT မှာတွားပြီးတော့ထောက်လို့ရတယ်ကျွန်တော်ကတော့ ChatGPT မှာပဲတွားပြီးတော့ထောက်မှာပေါ့နော်ကျွန်တော်တို့ဘက်က video ထောက်ဖို့တော့ပေါ့နော်တယ်လီမျိုးဒီကျွန်တော်လက်ရှိ ChatGPT မှာပဲဒီလောက်ပြပေးမှာပေါ့နော် okay ရုပ်ဆုံး AI SRUI full video တွေကိုဖန်တီးရှင်တဲ့ video idea ခုနေနဲ့ရေးပေးပါအဲ့တော့ဒါမျိုးပုံစံ idea ရုပ်ဆုံးကျွန်တော်တို့ဘက်ကတောင်းကြမှာပေါ့နော်โอเคကျွန်တော်တို့ဒီလက်ရှိပေါ့နော်ဒီ test ကဟာကိုတော့ဒီလောက်ပြပေးမှာပေါ့နော်ဒီမှာသူကတော့ဆင်းရဲတဲ့ငှက်ပြောတီမိသားစုကနေတနေ့ထဲနဲ့ဟိုဘယ်လိုဘီယံနာဖြစ်လာခဲ့တာလဲပေါ့နော်ဒီအကြောင်းအရာကိုဒီစက်ကောင်ပေါ့နော်ရုပ်ဆောင်ကျွန်တော်တို့ဘက်ကဒီမှာဒါကိုတေကာဟာတော့ဖန်တီးမယ်ပုံACA ကရိုက်တာနေဝီယိုဖရောက်တခါရဲရေးပေးပါဝီယိုဖရောက်တွေမှာပေးထားကရိုက်တာရောက်တွေနဲ့တူအောင်ရေးပေးပါ policy အထီအောင်လုပ်ပေးပါโอเคဒါမျိုးပုံစံရေးလိုက်ပေါ့နော်ကျွန်တော်တို့ဘက်ကလက်ရှိကျွန်တော်ရေးပြတဲ့ပုံစံအတိုင်းပဲ ChatGPT မဟုတ်ဆို Gemini ကိုပေးရေးခိုင်းလို့ရတယ်โอเคဒါ master character proud ပေါ့နော်ဒါကိုโอเคဒီမှာဒါ string 1 string 2 3 4 5ဒီလောက်ပေါ့နော်ဒါကတော့အပိုင်းတစ်ဖြစ်တာပေါ့နော်အဲ့တော့ကျွန်တော်ဒီဟာကိုရုပ်ဆုံး
ဒီဟာကိုကျွန်တော်ထောက်ပြပေးမှာပေါ့နော်အဲ့တော့ကျွန်တော်တို့အနေနဲ့ပုံထောက်ဖို့တော့ပေါ့နော် Google Flow မှာပဲဒီပုံတော့ပြီးတော့ထောက်ရတာအကောင်းဆုံးဖြစ်တော့ပေါ့နော်โอเคဒီမှာ Google Flow ဆိုပြီးတော့ကျွန်တော်တို့ဘက်ကရိုက်ထည့်မယ်ဒီမှာပေါ့နော် Google Flow ပြီးရနော်ဒီမှာမှတ်ချက်နေနဲ့လောက်ပေးရပါမယ်နောက်တစ်ခုကလည်းဒီ Google Flow မှာပေါ့နော်ဒီတချို့တော့အကောက်တွေကတော့တောင်းလို့မရတယ်ဖြစ်တဲ့အထူးသဖြင့်မြန်မာနိုင်ငံမှာရှိနေတဲ့သူတွေတော့ပေါ့နော်အဲ့ခါကျရင်လည်းကျွန်တော်တို့ဘက်က VPN လေးခံပြီးတော့စမ်းကြည့်ပေါ့နော် VPN တွေကတော့ဒီ outline VPN တော့ပို့ပြီးတော့အကောင်းတော့ပေါ့နော်ဒီမှာ new project ကျွန်တော်တို့ဘက်ကနှိပ်လိုက်မယ် okay ဒီမှာ get start ကိုနှိပ်မယ်ပြီးရင်တော့ဒီမှာပေါ့နော်ရုပ်ဆောင်ကျွန်တော်တို့ဒီ ancient ကိုပိတ်မယ်ပြီးရင်တော့ပေါင်ထောက်ဖို့တော့ဒီမှာnano banana pro ပဲကျွန်တော်ပေါင်ထောက်မယ်ပေါ့နော်ဒါကိုရုပ်ဆောင် copy လေးယူပြီးတော့ဒါကိုပြီးတော့ ratio ကဆိုရင်လည်းဒီမှာပေါ့နော် TikTok ratio ဖြစ်တယ် okay ပြီးရင်တော့ကျွန်တော်တို့ဘက်ကတူဟာထည့်ပြီးတော့ယူမယ်Google Flow မှာပေါင်ထောက်ရရမ်းတော့မြန်တယ်နော်တခြားတော့ဒီ Gemini တို့ဒီ ChatGPT တို့ကတော့ရမ်းတော့နှေးရပေါင်ထောက်တစ်ခါထောက်ရင်တော့ okay ဒါကိုလေကျွန်တော်တို့ဘက်ကဒီဘက်မှာပြင်ပြီးတော့အထူးအဓိကဒီဟာတွေက character တွေကပေါ့နော်ဒီ set ကောင်တွေကကျွန်တော်တို့ video ထောက်တဲ့ခါမှာ set ကောင်အရုပ်တွေကမပြောင်းတော့ရအောင်ပေါ့နော် okayခဏလေးစောင့်မယ် okay ဒီမှာဒီဟာကအဓိကပေါ့နော်ဟိုတပေါင်ပဲတောင်းရမယ်နော်ဒါတွေကလည်းအဓိကကျွန်တော်ကတော့ပေါင်ထောက်ရတဲ့အကြောင်းရင်းကလည်းဒီ set ကောင်တွေကတော့ဘယ်ဟာကပို့ပြီးတော့အဆင်ပြေတယ်လဲပေါ့နော်အဲ့တော့ကျွန်တော်ဒီဟာကိုမယူဘူး okay ဒါလည်းမယူဘူး okay ဒီမှာပေါ့နော်ဒီ3ပုံနေနဲ့ရရှိလာခဲ့ပြီ okay ဒါဆိုရင်တော့ကျွန်တော်တို့ဘက်ကဗီဒီယိုထောက်ဖို့တော့ပေါ့နော်ဒီမှာ3ယောက်ဖြစ်တယ်ဒီမှာပေါ့နော်တနေ့တော့ငါတို့ဘဝကောင်းလာမှာပါတူစူးစမ်းရင်ရမှာပေါ့အဲ့လိုမျိုးပေါ့နော်ဒီမှာဒါကိုယူပြီးတော့ဒီဆက်ကောင်ကတော့3ယောက်ပေါ့နော်ဒါကို pro ထည့်မယ်ပြီးတော့ဒါကိုထည့်မယ်ဒါကိုထည့်မယ် okay ပြီးရင်တော့ဒီနေရာမှာဗီဒီယိုကိုရွေးမယ်ပြီးရင်တော့1ကိုရွေးပေါ့နော်နှစ်ကိုရွေးမယ်ဆိုရင်တော့တစ်ခါထောက်ရင်ဗီဒီယိုက2ခါနေနဲ့ထွက်လာလိမ့်မယ်အဲ့ချိန်ကျရင် credit ကအများကြီးတော့ကုန်သွားလိမ့်မယ်နောက်ခုကျတော့ကျွန်တော်တို့ဘက်ကဗီဒီယိုထောက်မယ်ဆိုရင် Omi Flat နဲ့ပဲထောက်နော် Omi Flat မှာကျတော့မြန်မာစကားပြောတဲ့တန်ကမှန်တယ်တစ်ခါထောက်ရင်တော့ကျွန်တော်တို့ကဒီ credit ကစနေ credit ကနေနဲ့ကောင်းတာပေါ့နော် okay ဒီမှာထောက်မယ် okay ဒီမှာ character အရုပ်တွေကလုံးဝကတော့မစင်နေဘူးအဲ့တော့ကျွန်တော်တို့ဘက်ကပြင်ပြီးတော့ပြောရမယ်ကတော့ရုပ်လိုမျိုးပုံစံဖြစ်နေတယ်အဲ့တော့ဒီမှာမပြေဘူးပေါ့နော်တီးရောက်ဖြစ်အောင်ပြင်ရေးပေးပါပေးထားတဲ့ပုံအဲ့လိုမျိုးသူကဖြစ်တတ်တာเนาะဖြစ်လာပြီဆိုရင်ကျွန်တော်တို့ဘက်ကပြင်ပြီးတော့ပြင်ရမယ်โอเคโอเคဒီဟာကို character consistency အပေါ်ဆုံးမှာထည့်ပေါ့เนาะဒီဟာကိုအကုန်လုံးထည့်ရမယ်အဲ့တော့1နဲ့5ထိပြန်ပြေးပေးပါအဲ့ဆိုတော့1တေးကနေ5အထိပြန်ရေးပေးပါโอเค
เคဒါဆိုရင်တော့ပေါင်းဝီကိုပြင်ပြီးတော့ထောက်မယ်ပေါ့နော်ဒါကိုရုပ်ဆုံးဒီထည့်မယ်ပေါ့နော်โอเคဒါကိုဒီနေရာကိုပြန်သွားမယ်ဒါကိုထည့်မယ်ပြီးရတော့ဝမ်ကဟာကိုပြင်ပြီးတော့တွားယူမယ်ပေါ့နော်ဒီမှာ stream ဝမ်ကဟာကိုโอเคဒါကိုထည့်မယ်โอเคရပြီပြီးရင်တော့ပြန်ထောက်မယ်ပေါ့နော်အခုဆိုရင်တော့ဒီမှာပေါ့နော်ဒီခုနကတော့ကျွန်တော်တို့ထောက်ထားတဲ့ဟာကိုတစ်ချက်လောက်ဒီပြန်ပြီးတော့ကြည့်မယ်ပေါ့နော်ဒီမှာတနေ့တော့ငါတို့ဘဝကောင်းလာမှာပါအတူတူစ조사ရင်ရမှာပါโอเคဒါဆိုရင်တော့နှေးဟာကိုထပ်ပြီးတော့ထောက်မယ်ပေါ့နော်တေးကဟာကျတော့အဆင်ပြေပြီဒီမှာပေါ့နော်ဒီမှာကျွန်တော်တို့ဘက်ကဒီမှာဒါကိုပြန်ပြီးတော့ယူမယ်ပေါ့နော်ယူမယ်ဒါကိုထည့်မယ်ပြီးရတော့နှေးကဟာကိုပြန်ပြီးတော့ထည့်မယ်ပေါ့နော်ဒါတွေကတော့ကျွန်တော်ဒီမှာတော့ဒီမှာပြောထားပြီးသားဗီဒီယိုထဲမှာတိတိရောက်ထွက်လာခဲ့ဘူးလူရုပ်ဖြစ်နေတိတိဖြစ်အောင်ပြင်ရေးပြပါ character လိုမျိုးဒါအဓိကကျွန်တော်တို့ဘက်က main master proud ပေါ့နော်ဒါတိတက်ပေါ့ဒီဟာကိုတိတက်ပြီးမှကျွန်တော်တို့ဘက်ကဒီမှာဗီဒီယိုထောက်ဖို့တော့ဒီဟာ proud ကပေါ့ proud ကဟာပေါ့နော်ဒါကိုပြင်ပြီးတော့ယူမယ်ဒီနေရာမှာကျတော့လူပေါ့ဒီနေရာမှာကျတော့ဆက်ကောင်ကတော့2ယောက်ပဲပေါ့နော်သူ့အမေနဲ့သူ့ဒီနေရာမှာကျတော့ဆက်ကောင်ကတော့2ယောက်ပဲပေါ့နော်ဒီကောင်လေးနဲ့သူ့အမေပေါ့အဲ့တော့ဒီမှာကျွန်တော်တို့ဘက်ကထည့်မယ်ခုန proud ကဟာလေးပြန်ပြီးတော့ထည့်မယ်ဒီမှာအဲ့တော့ဗီဒီယိုပြင်ပြီးတော့ထောက်မယ်ဟနိကဟာကျတော့ထွက်လာခဲ့ပြီပေါ့နော်ဒီမှာမေမေစားစရာမကြံတော့ဘူးဒီနေ့တော့တီးခံရအောင်နော်တော့တီးခံနေ့တော့တီးခံရโอเคဒီမှာကျတော့ဒီမှာအဲ့ဆိုတော့ဒီ3ကကျတော့ပြန်ထပ်ပြီးတော့ထောက်မယ်ပေါ့နော်3ဟာကျတော့3ဟာလည်းပြန်ပြီးတော့ဒီမှာဒီပေါ်ကဟာပေါ့နော်ဒီဟာကစက်ကောင်ရဲ့ရုပ်တွေကမပြောင်းသွားရအောင်ပေါ့နော်โอเคဒီမှာပြန်ပြီးတော့ထည့်မယ်ပြီးတော့3ကဟာကျတော့ကျွန်တော်တို့ပြန်ယူပြီးတော့ဒီမှာပေါ့နော်โอเคအခုဆိုရင်တော့ critical ကကောင်းသွားခဲ့ပြီပါเนาะအဲ့အခါကျရင်တော့ကျွန်တော်တို့တခြားတော့ Gmail အကောင့်ကိုပြန်ပြီးတော့ထောက်လို့ရတယ်ပေါ့เนาะခဏနေကြကျွန်တော်လုပ်ပြပေးမယ်ဖေဖေမြန်ပြန်လာနော်မြန်ပြန်လာနော်ခဏလေးစကားပြောဟာကြမှားနေတယ်ကျွန်တော်နောက်တစ်ခေါက်နဲ့ပြင်ပြီးတော့ထောက်မယ်ပေါ့နော်တခြားတော့အကောက်တွေမှာအဲ့တော့ဒီနှစ်ခုကကျတော့ထောက်လို့ရအဆင်ပြေသွားခဲ့ပြီပေါ့နော်ဒါဆိုရင်တော့3ကကျတော့နောက်ခေါက်နေနဲ့ကျွန်တော်ပြင်ပြီးတော့ထောက်မယ်တခြားတော့အကောက်ကိုပြောင်းရမယ်ပေါ့နော်ဒါကို download ဆွဲထားလိုက်မယ်ဘာလို့လဲဆိုတော့3ကကျတော့တခြားတော့လူပုတ်ကိုရောက်ပါနေတယ်ဒီနောက်မှာ
ခုနက character ပုံကဟာကိုကျွန်တော်တို့ပြန်ပြီးတော့ထည့်မယ်တောက် copy လေးယူမယ်တောင်းဟာကိုပြန်ပြီးတော့တွက်ယူမယ်ဒါဆိုရင်ပြန်ကြည့်မယ် အလုရှာပြီးပြန်လာမယ် ဖေဖေမြန်ပြန်လာနော် โอเคတောင်းကဟာလည်းအဆင်ပြေပြီဒါဆိုရင်တော့လေးကဟာကိုထည့်ပြီးတော့ထောက်မယ်ဒီမှာပေါ့နော်ဒီမှာဒီ pro ကိုပြန်ပြီးတော့ကြည့်မယ် you the banana father from the history ဒီမှာโอเคဒီတစ်ခါမှကျတော့ဒီကောင်လေးရဲ့ဖေတယောက်ထဲပဲရှိရတော့မယ်ပေါ့နော်ဒါကိုဒီမှာပြန်ပြီးတော့ယူမယ် copy လေးယူမယ်ပြီးရင်တော့ဒီမှာဒီမှာလေးကဟာဒါကိုပြန်ပြီးတော့ထောက်မယ် လက်မလျှော့ဘူးမိသားစုအတွက်ဆက်ကြိုးစားမယ် โอเค4ကဟာလည်းအဆင်ပြေတယ်ဒါဆိုရင်တော့ကျွန်တော်တို့နောက်ထပ်5ကဟာကိုထည့်ပြီးတော့ထောက်မယ်ပေါ့နော်ထောက်စံတိုင်းပဲကျွန်တော်တို့ဒီဟာကိုပေါ့နော်ဒါကိုပြင်ပြီးတော့ယူပြီးတော့ထည့်မယ်အဓိက character အယောက်တွေကမပြောင်းတော့ရအောင်ပေါ့နော်โอเคဒီမှာပြင်ပြီးတော့ကြည့်မယ်ဒါ5ကဟာပေါ့နော် အဲ့ဒီအလင်းကဘာများဖြစ်မလဲ โอเคဒါဆိုရင်တော့ကျွန်တော်ဒီ6နဲ့ခုံ6ခုံ8ကိုထည့်ပြီးတော့ပေးခိုင်းမယ်6ခုံ8ထည့်ရေးပေးပါအပိုင်းဆက်နေနဲ့ပေါ့နော်โอเคဒါဆိုရင်တော့6ကဟာကိုဒီမှာကျွန်တော်ဒီဟာကိုထည့်ပြီးတော့ယူမယ်ဒါကိုပြန်ထည့်မယ်ပြီးတော့ဒီမှာခုနက6ဟာတွားပြီးတော့ယူပြီးတော့ထည့်မယ်ပေါ့ဒါကဘာတစ်တာကြီးပါလိမ့်အဲ့ဒီအလင်းကဘာများဖြစ်မလဲ
ဒါက โอเคဒါဆိုရင်တော့ကျွန်တော်တို့ဒီမှာပေါ့နော်ဒီကဒါတွေကိုကျွန်တော်တို့နေရာမှန်ပြန်ပြီးတော့အပ်တရမယ်လောက်တဲ့ခါကျရင်ကျွန်တော်လောက်ပြပေးမယ်ဒီမှာလောက်ရကြတော့ရန်တော့ရိုးရှင်းတယ်ဒါအခု6ကလည်းထောက်โอเคပြီဒါဆိုရင်တော့ဒီနောက်ထပ်9ကဟာပေါ့နော်အခုလက်ရှိတရားကောက် credit card အနေနဲ့ကုန်တော့ခဲ့ပြီပေါ့နော်ကျွန်တော်အနေနဲ့နောက်ထပ်တခြားတော့အကောက်ကိုပြင်ပြီးတော့ပြောင်းမယ်ပေါ့โอเคထောင်းစံတိုင်းပဲကျွန်တော်တို့ဒီမှာပေါင်းနေရနှိမ့်မယ်ပြီးရင်တော့ character ကဟာကိုပြင်ပြီးတော့ထည့်မယ်ပေါ့နော်ဒါနောက်ထပ်အကောက်တစ်ခုပေါ့အဲ့တော့ဒီအနောက်ဆုံးဘိုင်းမယ်လေတခါတည်းပဲဒီပုံကို download ဆွဲထားလိုက်နောက်ဒီနောက်ပိုင်းဒီအပေါက်တွေကခုနှစ်ခါထောက်တဲ့ခါကျရင်ဒီနေရာကိုတန်းလာရအောင်ပေါ့နော်ဒီမှာအဲ့တော့ဒီကောက်က credit card အနေနဲ့ကုန်တော့ခဲ့ပြီးကျွန်တော်အကောက်ပြောင်းမယ်ခုနတော့ကျွန်တော်တို့ download ဆွဲထားတဲ့ပုံတွေကိုပြင်ပြီးတော့ယူရမယ်ပေါ့နော်ခုနတော့ download ဆွဲထားတဲ့ပုံကိုထည့်မယ်ပေါ့နော်ငါတို့မိသားစုဘဝပြောင်းလဲတော့မယ် အခုကျွန်တော်ထောက်ခဲ့ပြီပေါ့နော်ဒီမှာအတိကအနောက်ဆုံးကိုပြထားတဲ့ဟာကိုကျွန်တော်ဒီမှာပေါ့နော် ငါတို့မိသားစုဘဝပြောင်းလဲတော့မယ် ဒါဆိုရင်တော့ဒီရှေ့ကဟာကိုထည့်ပြီးတော့ထောက်မယ်ပေါ့နော်ဒီမှာရှေ့ကဟာကိုထည့်ပြီးတော့ယူမယ်ဒီမှာပေါ့နော်ရှေ့ကဟာကျတော့3ရောက်လောက်ထိစက်ကောင်3ရောက်လောက်ထိပြင်ပြီးတော့ပြပေးရမယ်ပေါ့ဒါကိုပြင်ပြီးတော့ထည့်မယ်โอเคဒါရှေ့ကဟာပေါ့နော်လက်ရှိကျွန်တော်တော့ရှစ်ထိလောက်ပဲထောက်ပြပေးမယ်ပေါ့နော်နောက်ထပ်ဒီ channel အပိုင်းတွေကထပ်ပြီးတော့ထောက်မယ်ဆိုရင်ထောက်လို့ရတယ်လက်ရှိကျွန်တော်လုပ်ပြပေးထားတဲ့ပုံစံအတိုင်းပဲဒါမျိုးဟာတွေကတော့ကျွန်တော်တို့ဒီ series လိုမျိုးပုံစံလုပ်လို့ရတယ်အပိုင်း100လောက်ထိလောက်ချင်တယ်ဆိုရင်လုပ်လို့ရတယ်ဒါဗီဒီယိုကိုကျွန်တော်တို့ဘက်ကထောက်ပြီးပြီဆိုရင်တော့ editing လုပ်တဲ့ပုံစံကျွန်တော်ပြပေးမယ်ပေါ့နော်ခဏနေကြာရင်တော့ ဖေဖေအိမ်ပြန်လာပြီ ဒီဟာကငါတို့ရဲ့မျှော်လင့်ချက်အစ်စ်ပဲ ဖေဖေအိမ်ပြန်လာပြီ နောက်တစ်ခေါက်နေကျွန်တော်ပြင်ပြီးတော့ထောက်မယ်အစင်းတော့ပြေတယ်ဒါပေမဲ့တိတ်တော့သဘောမကျသေးဘူးပြင်ပြီးတော့ထောက်မယ်နောက်ဒါလေးအဆင်ပြေတာပဲဒါပေမဲ့အရှိပိုင်းမှာကျတော့ဒါမျိုးပုံစံဖြစ်ဒါတွေကိုကျွန်တော်တို့စုံးပြင်ပြီးတော့ချက်လို့ရတာပေါ့နော် ဖေဖေအိမ်ပြန်လာပြီ ဖះကျေးဇူးတင်ပါတယ် ဒီဟာကငါတို့ရဲ့မျှော်လင့်ချက်အစ်စ်ပဲ โ
โอเคဒါဆိုရင်တော့ရပြီပေါ့နော်ဒါအကောင်လုံးကျွန်တော်အပိုင်းရှစ်ချီတော့ထောက်လို့ရခဲ့ပြီပေါ့နော်ဒါဆိုရင်တော့အခုဒီဟာကိုကျွန်တော်တို့ဘက်ကပြန်ပြီးတော့ download ဆွဲရမယ်ပေါ့နော်အဲ့တော့ download ဆွဲတဲ့အခါမှာဒီအောက်က logo Gemini မပါအောင်တော့ဘယ်လိုမျိုးလုပ်ရမလဲဆိုတာကျွန်တော်တစ်ခါတည်းပဲပြပေးမယ်โอเคဒါကို download ဆွဲလိုက်မယ်ဒါလည်း download ဆွဲလိုက်မယ်အဲ့တော့ဒီမှာလောက်ပြပေးမှာပေါ့နော်ဒီမှာ Gemini formatted okay ဒီ website ပေါ့နော်ဒီမှာ video ကိုရွေးမယ်ချိုး video okay ဒါကိုနိုင်မယ်ပြီးရင်တော့ start လို့ခဲ့ဒီဟာကိုရွေးလိုက်ပေါ့နော်အဲ့တော့ဒီမှာတစ်ချက်လောက်ထိကျွန်တော်တို့ဘက်ကစောက်ရမယ်ဒါရပြီပေါ့နော်ဒါကို download ဆွဲလိုက်မယ်ဒီမှာကြည့် logo လုံးဝမရှိတော့ဘူးတွေ့လားဒီမှာ ဟာငါတို့မိသားစုဖို့ အဲ့တော့ဒီအပေါက်တိုင်းလောက်ထားလိုက်ပေါ့နော်အဲ့ဟာကအဲ့ဆိုတော့ကျွန်တော်ကတော့လောက်တဲ့အပေါက်တိုင်းကျွန်တော်ပြမှာမဟုတ်တော့ဘူးလက်ရှိတခါတည်းပဲဟိုအတစ်တင်းနေနဲ့လောက်ပြပေးမယ်ပေါ့နော်ဒီမှာဗီဒီယိုတွေကကျွန်တော်တို့ထည့်မယ်ပေါ့နော်ဒီမှာပိုင်းတစ်ဖြစ်တယ် ဖေဖေ ခဏကဟာကိုပြင်ပြီးတော့ထည့်ပြီးတော့ထည့်ရမယ်ဒီမှာပြင်ဆက်မယ်ပြီးရင်တော့3ဟာပေါ့နော်ဒီမှာ3ဟာထပ်ပြီးတော့ထည့်မယ်ပြီးရင်တော့4ဒီရှေ့မှာဖယ်မယ်နောက်တစ်ခုကျန်သေးတယ်ဒီအပိုင်းကိုပြင်ပြီးတော့ထည့်မယ်ပေါ့နော်โอเคဒါကိုရုံးဆုံးလာပြီးတော့ပြန်ဆက်မယ်ပေါ့နော်ဒီမှာသူကတော့လာတလို့နဲ့ပြီးရင်တော့ဒါကိုအလင်းတွေ့တလို့မျိုးပေါ့နော်ပြီးရင်တော့ဒီဟာကိုပဲပြန်ပြီးတော့ထည့်မယ်ဒါပေမဲ့ဒီရှေ့မှာကျွန်တော်တို့ဘက်ကဖြတ်မယ်ပေါ့နော်ဘာလို့လဲဆိုတာကျတော့ဒီတစ်ခုကတော့နေရာလွဲတယ်ဆိုပေမဲ့လည်းမှန်အောင်တော့ကျွန်တော်တို့ဘက်ကပြန်ပြီးတော့ထည့်ပေးရတော့ပေါ့နော်အဲ့လိုမျိုးဒါကဘာတစ်တာကြီးပါလိမ့် နောက်ဆုံးအပိုင်းကြံသေးတယ်ဒီမှာပေါ့နော်ဒီမှာ10မိနစ်ကျော်ပေါ့နော်ဒီမှာ logo လုံးဝကိုမရှိဘူးဒါကိုပြန်ဆက်လိုက်ရုံပဲပေါ့နော်ဒီကြားတဲ့ဒီနားမှာကျတော့ကျွန်တော်တို့ကျွန်တော်တို့ translation လိုမျိုးပုံစံလောက်ချင်တယ်ဆိုရင်လောက်လို့ရတယ်ဒီမှာပေါ့နော်တရားကိုထည့်မယ်တခြားတော့ပုံစံပေါ့နော်ဒါကိုအများကြီးတော့ရှိတယ် sound effect တို့ဘာတို့ထည့်ချင်တယ်ဆိုရင်ထည့်လို့ရတယ်ဒီ
ဒီမှာဒါကျွန်တော်အကုန်လုံးထည့်မယ်ဒါမျိုးပုံစံပေါ့နော်ဒါကိုပြန်ဆက်လိုက်ရုံပဲပေါ့နော်ဒီမှာပြီးတော့ကျွန်တော်တို့ဒီမှာပေါ့နော်ကျွန်တော်ထပ်ပြီးတော့ပြပေးမယ်ဒီကောင်းစင်စာသားထပ်ပြီးတော့ထည့်ရှင်ဆိုရင်လည်းဝီယိုထည့်မှာထည့်လို့ရတယ်ဒီမှာပေါ့နော်ဟာတောင်းလိုက်မယ်ပေါ့ဒီမှာပေါ့နော်ခေါင်းစဉ်ကကိုချဲတဲ့ဟာကတော့ဟိုဟာရွေးလို့ရတယ်ပေါ့နော်တိကယူပြီးတော့ဒီမှာကျွန်တော်တို့ဘက်ကစာရန်ထိုးချင်တာဆိုဒီပေါ်ကိုနိုင်လိုက်ဒါကိုတော့ရွေးမယ်ပြီးရင်တော့form တော့ယူလို့ရတာပေါ့နော်ဒီမှာကျွန်တော်ကပ်မှာကျတော့ form ထည့်ထားပြီးသားဖြစ်တာကြောင့်ကျွန်တော်ဒီမှာပြန်ပြီးတော့ယူထည့်လိုက်မယ်ကာလာတော့ပြင်ပြောင်းရမယ်ဒါကာလာတစ်ခုအနေနဲ့ကျွန်တော်လောက်မယ်ပေါ့ဒီမှာအပိုင်းတစ်ပေါ့ပြီးရင်တော့ sound effect ကကျွန်တော်ထည့်လိုက်မယ်တဲရှေ့မှာပေါ့နော်တနေ့တော့ငါတို့ဘဝကောင်းလာမှာပါ ဒါကို information ကတော့ up ကလည်းတရားကိုပိတ်လိုက်မယ် ကောင်းလာမှာ okay 30ကလောက်ထိပေါ့နော်ဒီမှာ တနေ့တော့ငါတို့ဘဝကောင်းလာမှာပါ အတူတူစ조사ရင်ရမှာပါ မေမေစားစရာမကြံတော့ဘူး ဒီနေ့တော့တီးခံရအောင်နော် အလုရှာပြီးပြန်လာမယ် ဖေဖေမြန်ပြန်လာနော် လက်မလျှော့ဘူးမိသားစုအတွက်ဆက်ကြိုးစားမယ်အဲ့ဒီအလင်းကဘာများဖြစ်မလဲဒါကဘာတစ်တာကြီးပါလိမ့်ဟာ
ငါတို့မိသားစုဘဝပြောင်းလဲတော့မယ် ဖေဖေအိမ်ပြန်လာပြီ ဖះကျေးဇူးတင်ပါတယ် ဒီဟာကငါတို့ရဲ့မျှော်လင့်ချက်အသစ်ပဲ ဒါဆိုရင်တော့နောက်ထပ်ကျွန်တော်တို့အနေနဲ့နောက်ခံတီးလုံးထည့်ပြီးတော့ထည့်ပေးရမယ်ပေါ့နော်ဒီနေရာမှာကျတော့နောက်ခံတီးလုံးမထည့်ချင်ဘူးဆိုရင်လည်းရတယ်ကျွန်တော်ကတော့လက်ရှိတော်တော်များများထည့်နေတီးလုံးကတော့ဒီတီးလုံးပေါ့နော်ကျွန်တော်ထည့်လိုက်မယ်ဒီမှာပေါ့ဒါကတန်လျှော့မယ်ဒီတီးလုံးပေါ့နော် တနေ့တော့ငါတို့ဘဝကောင်းလာမှာပါ အတူတူစူးစမ်းရင်ရမှာပါ မေမေစားစရာမကြံတော့ဘူး ဒီနေ့တော့တီးခံရအောင်နော် အလုပ် ဒါပေမဲ့ဒီလိုမျိုးဝီယိုတွေမှာတီးလုံးမထည့်တော့ပိုကောင်းတယ်နော်ကျွန်တော်ဒီတိုင်းပဲထည့်ပြပေးတာ ရှာပြီးပြန်လာမယ် မဟုတ်ဘူးဆိုရင်ဒီကြားထက်ကော်ပီရိုက်ညှိနေအောင်မှာโอเคအားလုံးပြီးပြီဆိုရင်တော့ဒီဗီဒီယိုကိုကျွန်တော်တို့ဘက်က download ဆွဲလိုက်ရုံပဲပေါ့နော်ဒီမှာဒီလောက်ပါပဲတယ်လမျိုးဝီဒီယိုတွေကဖန်တီးရရမ်းတော့လွယ်ကူပါတယ်တားကြည့်တော့မခက်ပါဘူးအဓိကပေါ့နော်ကျွန်တော်တို့ဝီဒီယိုတွေကစပြီးတော့ဖန်တီးတော့မယ်ဆိုရင်တော့ဝီဒီယို idea တွေကိုစပြီးတော့စဉ်းစားရမယ်အဲ့ဒီ idea တွေကို ChatGPT မဟုတ်ဘူးဆိုရင်တော့ Gemini မှာပေးရေးခိုင်းလို့ရတယ်အဲ့အပြီးဆိုရင်တော့ Google Flow မှာဝီဒီယိုတော့ထောက်မယ်ဝီဒီယိုထောက်တဲ့ခါကျရင်လည်းပေါ့နော်ကျွန်တော်တို့မှာကျတော့ကြည်မဲ့အများကြီးရှိထားတယ်ဆိုရင်ပို့ပြီးတော့အဆင်ပြေတော့ပေါ့နော်ဒါဆိုရင်တော့အခုလက်ရှိကျွန်တော်မျှဝေပေးတဲ့တယ်လမျိုး AI full ဝီဒီယိုတွေကတော့ဒီလောက်ပဲပေါ့နော်တကယ်လို့ခုလိုမျိုးကျွန်တော်တင်ပြပေးထားတဲ့ဗီဒီယိုတွေကကြိုက်နေတတ်တယ်ဆိုရင်လည်းကျွန်တော်ရဲ့ channel ထဲမှာ like and subscribe နေနဲ့လုပ်ပေးခဲ့ကြပါဦးနောက်ဗီဒီယိုတွေမှာပြန်ပြီးတော့တွေ့ကြပါမယ်